ကြောင်ကသူ့ရဲ့လက်သေးတစ်ဖက်နဲ့ငါးခန့်တွေကငါးလီကိုဆဲထုတ်လိုက်တယ်မီးပို့ပြီးကိုပေါ့ငါးလီရဲ့ခန္ဓာကိုယ်ကချမ်းပင်ပေါ်ချပြီးအတင်းလူးလွယ်နေတော့တာပဲပါဇက်ကြီးကိုဟာလိုက်ပိတ်လိုက်နဲ့လေဒီကိုအတင်းမျိုးချနေရတယ်ကြောင်ကတော့ငါးလီကိုငုံကြည့်ပြီးသူချဲနေလို့တုံနေတာလို့ထင်းနေတာဒါနဲ့ကြောင်ကသူ့လျာကိုထုတ်ပြီးခေါင်းကနေအမြင့်ကြီးငါးကြီးခွန်းပေါ်ကရေးဆက်တွေကိုတဆက်ချင်းလျာနဲ့လိုက်လျက်ပြီးတော့တယ်သူ့သားသမီးလေးတွေကိုချိုးမြုံနေတယ်လို့မျိုးအလွန်ပဲဂယုတစိုက်လျက်ပြီးနေတာပါရေးဆက်တွေခြောက်သွားတော့ငါးလေးကတခေးပြေးနဲ့မလုံရှားနိုင်တော့ပဲခန္ဓာကိုယ်ကတောင့်တင်းသွားပါပြီကြောင်ကတော့မျက်လုံးလေးမိတ်အတန်လီးပေးပြီးငါးလေးနွေးသွားပြီလို့ထင်ပြီးအေးအေးစီစီအိပ်ပျော်သွားတော့တယ်ကြောင်ကတကယ်တော့ငါးလေးကိုစိတ်ရင်းနဲ့ဂယုစိုက်တာပါဒါပေမဲ့ငါးလေးကတော့ထပ်ပြီးမကူးခတ်နိုင်တော့ပါဘူးဒါတကယ်တော့လူ့ဘဝမှာအတိရခက်ဆုံးကိုကျေနပ်နေတဲ့စိတ်ခံစားချက်တစ်ခုပါပဲမင်းကတော့တစ်ဖက်လူအတွက်အရာအလုံးကိုရင်းနှီးပေးဆက်လိုက်ပြီလို့ထင်နေတာဒါပေမဲ့တကယ်တော့မင်းပေးလိုက်တာတွေကမင်းကိုယ်တိုင်ကပဲကောင်းတယ်လို့ထင်နေတဲ့အရာတွေပါကလေးကိုကျူရှင်နေအတင်းတက်ခိုင်းနေတဲ့မိဘတွေချစ်သူရဲ့တီနေရာကို software နဲ့အမြဲစောင့်ကြည့်နေတဲ့သူတွေသူတို့အားလုံးဟာမီးဘိုဘေးမှာထိုင်ပြီးအောက်ဆီဂျင်ပြည့်နေတဲ့ငါးလေးကိုမြစ်တာတွေနဲ့လျှက်ပေးနေကြသူတွေပါပဲသူတို့ပြောလို့ရှိတဲ့စကားကတော့ဒါဒီအားလုံးကမင်းကောင်းမှုအထုပ်ပါတဲ့ဒါဟာအချစ်မဟုတ်ပါဘူးဒါဟာစီဒနာအမိတက်ထားတဲ့အကြမ်းဖက်မှုတစ်ခုပါပဲမင်းကကိုအနစ်နာခံသူတယောက်အဖြစ်တတ်မှတ်ပြီးနတ်ဗျာတပါးလိုလုံနေပြီမဲ့တစ်ဖက်လူကိုတော့အသက်ရှူပါချစ်တဲ့ဘဝတဲ့အတင်းတွန်းပို့နေတာပါမင်းညနယ်နိမိတ်ကိုဘလို့ကာကွယ်မလဲငါအတွက်ရေကိုချမ်းထားပေးပါမီးဘိုကိုတော့ကိုယ့်အတွက်ပဲထားလိုက်ပါအဲ့ဒီလိုပြင်းထန်တဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေကိုစွန့်လွတ်လိုက်ပါတပားသူကိုသူတို့ရဲ့အေးမြတဲ့ရေထဲမှာပဲနေခွင့်ပြုလိုက်တာဟာတွေးရတာမဟုတ်ပါဘူးဒါဟာထိမ့်သိမ်းဆောင်ရှောက်ခြင်း restraint တစ်ခုပါပဲစိတ်ပညာဘူးတူတာတွေအက follow လုပ်ထားပါ